ကျွန်တော်တို့ဖုန်းကိုပို့လာတဲ့ message တိုင်းကိုကျွန်တော်တို့ဖုန်းရဲ့ notification မှာဒီ message တွေကိုပေါ်မလာအောင်လို့လုပ်လို့ရတဲ့နည်းလေးကိုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်ဒီ notification လေးကိုပိတ်ထားလိုက်ပြီဆိုလို့ရှိရင်မိတ်ဆွေကိုပို့လာတဲ့ message တိုင်းကမိတ်ဆွေရဲ့ဖုန်းရဲ့ notification မှာတက်မှာမဟုတ်တော့ဘူးမိတ်ဆွေကိုယ်တိုင်ကဒီ message တွေကိုဝင်ကြည့်မှတာတွေ့ရမှာဖြစ်ပါတယ်ကိုမသိတဲ့နံပါတ်တွေကပို့လာတယ်ဆိုလို့ရှိရင်ဒီနံပါတ်တွေကို block လုပ်ပဲရပါတယ်သူတို့ဘက်ကနေပြီးတော့ပို့မလာအောင်လို့လုပ်လို့တော့မရပါဘူးသူတို့ဘက်ကနေပြီးတော့နံပါတ်တွေတစ်ခုပြီးတစ်ခုပို့နေတယ်ဆိုလို့ရှိရင်ကျွန်တော်ပြောတဲ့ဒီနည်းလေးနဲ့ကိုယ့်ရဲ့ဖုန်းကို notification လေး off ထားလိုက်မယ်ဆိုလို့ရှိရင်သူတို့ပို့နေတဲ့ message တွေကိုကိုကမတွေ့ရတော့တဲ့အတွက်စိတ်နှောက်ယှက်တတ်တာဖြစ်မှာပဲဖြစ်ပါတယ်ကျွန်တော်တို့ရင်ပုံးနေနဲ့ကျွန်တော်တို့ဖုန်းမှာပါတယ်ဖုန်း message ဆိုတာလေးကိုသွားပါကျွန်တော်တို့ဖုန်း message ဆိုတာလေးကိုကျွန်တော်တို့ဖိထားလိုက်ပါနဲ့ဖိထားလိုက်ရင်ဒီလိုလေးပေါ်လာလိုက်မှာပုံမှန်မြင်နေရတဲ့ app info folder လေးကိုနှိပ်လိုက်ပါပြီးရင်တော့အောက်မှာမြင်နေရတဲ့ notification folder လေးကိုနှိပ် notification လို့နှိပ်ပြီးသွားပြီဆိုလို့ရှိရင်အောက်မှာမြင်နေရတဲ့ message ဆိုတဲ့နေရာမှာ show notification folder ရှိပါတယ်အဲ့ဒီကောင်လေးကိုပိတ်ထားလိုက်အောင်ပါပဲဒါလို့ရှိရင်မိတ်ဆွေရဲ့ဖုန်းနံပါတ်ကိုမိတ်ဆွေမသိတဲ့ဖုန်းနံပါတ်တွေကနေပြီးတော့ message ပို့တဲ့အခါမိတ်ဆွေရဲ့ဖုန်း notification မှာဒီ message တွေကိုမြင်ရမှာမဟုတ်ပါဘူးမိတ်ဆွေကိုယ်တိုင်ကဖုန်း message တွေကိုဝင်ရောက်ကြည့်ရှုတဲ့အခါမှာဒီ message တွေကိုမြင်ရမှာဖြစ်ပါတယ် notification ဘာမှဒီ message တွေကိုမမြင်ရတဲ့အတွက်မိတ်ဆွေ Facebook တတ်တာစီမှာပဲဖြစ်ပါတယ်ဒါလေးကိုကျွန်တော်ပြောပြပေးတာပါ